ဒီဗီဒီယိုလေးထဲမှာတော့ကျွန်တော်က Set Lottery Game နဲ့ပတ်သက်ပြီးတော့ဆောင်ရန်အချက်ကလေးတွေကိုပြောပြပေးသွားမှာဖြစ်တယ်ပေါ့နော်။အဲ့တော့ဘယ်လိုကြည့်ရပြီးပြောပြပေးသွားမှာလဲဆိုရင်ကိုမှစတင်ပြီးတော့ Set Lottery ကိုကစားခြင်းမှာလဲကိုမှစပြီးတော့ Set Lottery အကောင့်ကိုဖွင့်မှာပါဆိုတဲ့လူတွေအတွက်ကိုကျွန်တော်ကဇီဝရီပြောပြပေးသွားမှာဖြစ်တယ်ပေါ့နော်။ဒါကြောင့်အကောင့်ဖွင့်ပြီးတဲ့လူတွေအတွက်လည်းမဟုတ်ဘူး။လက်ရှိကစားနေတဲ့လူတွေအတွက်လည်းမဟုတ်ဘူးပေါ့နော်။ကိုမှစတင်ပြီးကစားမယ့်လူတွေတည်တိုင်းကိုကျွန်တော်ကပြောပြပေးသွားမှာဖြစ်တယ်ပေါ့နော်။အဲ့တော့ကSet Lottery Game တွေပတ်သက်ပြီးဆိုတော့ကျွန်တော်တို့ YouTube TikTok Facebook အများကြီးပါ Telegram ဒီလိုနေရာတွေမှာကြော်ညာပြီးတော့ member ခေါ်နေတဲ့လူတွေအများကြီးပဲเนาะအဲ့တော့မိတ်ဆွေတို့ကတနေရာကနေပြီးတော့ဗီဒီယိုလေးတစ်ပုဒ်ကိုကြည့်မိသွားတယ် Set Lottery နဲ့ပတ်သက်ပြီးတော့သဘောတွေ့သွားတယ်ပြောဆိုကောင်းလို့ပဲဖြစ်ဖြစ်ကစားပြားတာကိုကြိုက်လို့ပဲဖြစ်ဖြစ်မိတ်ဆွေတို့ကအကောင့်ဖွင့်ခြင်းနဲ့ဆိုရင်ပထမဆုံးစတင်ပြီးတတိထားရမယ့်အချက်ကမင်းကိုစနေတာတော့ရပါတယ်ဒါပေမဲ့တန်းပြီးတော့အကောင့်မဖွင့်ပါနဲ့ဒါကပထမဆုံးအချက်ပါဒီမှာမိတ်ဆွေတို့သိထားတင်တာကမိတ်ဆွေတို့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ကပါတယ်ဘယ်လိုလဲဆိုတာကိုအရင်နားလည်ထားရမှာဖြစ်ပါတယ်အဲ့ဒါကဘာလဲဆိုရင်မိတ်ဆွေကိုယ်တိုင်ကစားချင်တာလားဒါမှမဟုတ်ရင်စိတ်ကနေပြပေးတဲ့လူတွေနဲ့ကစားချင်တာလားဘော့သုံးချင်တာလားဒီလိုမှမဟုတ်ရင်ဟတ်တွေကိုသုံးချင်တာလားဒီလိုကွဲပြားနားလည်ဖို့လိုအပ်ပါတယ်နော်အဲ့တော့ကမိတ်ဆွေကြည့်ခဲ့တဲ့ဗီဒီယိုအဲ့ဒီအောက်မှာချပေးတဲ့ link ဒီ link ကနေပြီးတော့မိတ်ဆွေတို့ကပါရနိုင်လဲမိတ်ဆွေတို့ဟတ်ရနိုင်တာလားဘောသုံးလို့ရနိုင်တာလားမိတ်ဆွေကိုယ်တိုင်ကစားဖို့လမ်းညွှန်ပေးတာကိုလိုချင်တာလားဒါကိုတော့မိတ်ဆွေတို့ပွဲနားလည်ထားမှာဖြစ်မယ်ကိုအကြောင်းကိုသိမှလည်းအကောင့်စတင်ခွင့်တာကောင်းတယ်ဘာဖြစ်လို့လဲဆိုတော့ကSet Lotteryမှာကဖုန်းတစ်လုံးမှာစင်ကတ်တစ်ခုနော်နှစ်ကတ်ထဲသုံးကတ်ထဲတော့ကျွန်တော်မပြောဘူးနော်ဖုန်းတစ်လုံးမှာအကောင့်ဖွင့်လို့ရတာကစင်ကတ်တစ်ခုနော်ဘဏ်ကတ်တစ်ခုဖုန်းနံပါတ်တစ်ခုဘဏ်ကတ်တစ်ခုပေါ့လားဒါကိုပြောချင်တာအဲ့တော့ကဒီဖုန်းနံပါတ်ကလည်းမိတ်ဆွေတို့ဘဏ်အကောင့်ဖွင့်လာတဲ့ဖုန်းနံပါတ်ဖြစ်ကြမယ်အဲ့တော့ Quick Pay KB ဖြစ်တယ် KB ဇာတ်ဘဏ်အကောင့်ဖြစ်တယ်ဒီလိုမျိုးတွေချိတ်ဆက်ထားတာမျိုးကြီးရှိရမယ်ပေါ့နော်အဲ့လိုမရှိဘဲနဲ့မိတ်ဆွေကကောင့်ဖွင့်လို့မရပါဘူးအဲ့တော့ဘာလို့အကောင့်ဖွင့်လို့မရဘူးလဲဆိုရင်ငွေသွင်းငွေထုတ်မှာဘဏ်ချိတ်ထားဖို့လိုပါတယ်ဒီအချက်ကိုလည်းသိထားရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဖုန်းတစ်လုံးမှာအကောင့်နှစ်ခုသုံးခုဖွင့်လို့မရတယ်လို့ဒီစင်ကတ်ဒီနံပါတ်ဒီဘဏ်ကတ်နံပါတ်နဲ့လည်းကျွန်တော်တို့ကနောက်ထပ်အကောင့်ထပ်ဖွင့်လို့မရဘူးလို့နော်အဲ့တော့ထပ်ဖွင့်မယ်ဆိုရင်တော့ငွေသွင်းငွေထုတ်မှာပြဿနာဖြစ်လာနိုင်တယ်ဒီအချက်ကိုသတိထားပါနောက်တစ်ခုကကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲမိမိကိုယ်တိုင်ကဘယ်လိုပုံစံမျိုးနဲ့ကစားချင်တာလဲဟန်နဲ့ကစားချင်တာလားစင်နဲ့ပြရတာနဲ့ကစားချင်တာလားဘော်ဒီနဲ့ကစားချင်တာလားဒါမှမဟုတ်ကိုယ်တိုင်ကစားဖို့အတွက်မိလန်းတွေကိုလမ်းညွှန်ပေးနိုင်တဲ့သူမျိုးနဲ့ကစားချင်တာလားဒါတွေကိုတွေးထားမှဖြစ်တယ်ဒါတွေကိုတွေးပြီးမှမိတ်ဆွေကအကောင့်စဖွင့်ဖို့ဖြစ်မယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့မိတ်ဆွေတွေးတဲ့စတင်ပြီးတော့တွေးလိုက်တယ်သဘောကျတယ်ဆိုတဲ့အကောင့်ကနေစတင်ဖွင့်လိုက်တဲ့အချိန်မှာမိတ်ဆွေလိုချင်တာကဟတ်လိုချင်တာဆိုရင်မိတ်ဆွေဖွင့်လိုက်တဲ့အကောင့်ကဟတ်မရနိုင်ဘူးဆိုရင်မိတ်ဆွေကအဲ့ဒီစင်ကတ်နဲ့နောက်ထပ်အကောင့်ထပ်ဖွင့်လို့ရမှာမဟုတ်ဘူးအဲ့ဒီဖုန်းနဲ့နောက်ထပ်အကောင့်ထပ်ဖွင့်လို့ရမှာမဟုတ်ဘူးဖြစ်တယ်ပေါ့နော်အဲ့တော့ကအကောင့်ဖွင့်တာဒီလကားကြီးဖြစ်သွားမယ်ပေါ့နော်ဒါကိုကျွန်တော်ကဘာလို့ထည့်ပြောလဲဆိုတော့အချို့ဟတ်တွေဒီသူ့စီမှာမန်ပါဝင်ထားမှသူကသူတို့ရဲ့ဟတ်တွေကိုပေးတော့တာဖြစ်တယ်တချို့ဘောတွေဒီလည်းဒီလိုပဲသူ့စီမှာမန်ပါဝင်မှသူ့အကောင့် link ကနေဖွင့်ပြီးဝင်မှမိတ်ဆွေကိုအဲ့ဒီဘောတွေကိုပေးတော့တာဖြစ်တယ်ဒါကသူတို့ရဲ့ကိုယ်ပိုင်ဘောကိုယ်ပိုင် channel ဖြစ်တဲ့အတွက်ကိုသူတို့ဒီနံပါတ်ခေါ်ဖို့အတွက်ဒါတွေဖွင့်လှစ်ထားခြင်းလည်းဖြစ်တယ်ဆိုတာကိုမိတ်ဆွေကိုကျွန်တော်ကသိစေခြင်းနဲ့ဒါတွေကိုသိမှလည်းမိတ်ဆွေတို့ရဲ့အကောင့်ဖွင့်ခြင်းဟာမမှားမှာဖြစ်တယ်ပေါ့နော်အဲ့တော့မိတ်ဆွေကဟိုပါပေါ့ signal ပြတဲ့ channel တခု signal ပြတဲ့လူတယောက်ကမမခေါ်လာတာကိုသူကဖွင့်ပြီးသားမှာကျွန်တော်ဟတ်လို့ခြင်းလို့ပါဆိုပြီးတော့တောင်းလို့တော့မရဘူးသူစီမှာလည်းဟတ်ရှိမှာပေါ့မိနော်အဲ့တော့နောက်တစ်ခုကအဲ့လိုမျိုးဟတ်ရှိတဲ့လူစီမှာလည်းဘောရှိခြင်းမှာရှိတယ်တချို့ကတွဲပြီးတော့ရှိတတ်တယ်နော်တချို့ကတော့ဘောဆိုဘောဟတ်ဆိုဟတ်ဒီလိုပဲတွဲကင်နာမျိုးမရှိတဲ့လူတွေလည်းရှိတယ်ပေါ့နော်အဲ့ဒါဒီကိုမိတ်ဆွေတို့ကသိအောင်ပြေးဆုံမေးမြန်းပြီးမှပဲအကောင့်ကိုဖွင့်ပါလို့ဒုတိယအနေနဲ့ကျွန်တော်ပြောချင်တယ်ပေါ့နော်အဲ့တော့ free သုံးလို့ရမယ့် body မရှိဘူးလားဆိုတော့လည်းရှိတယ် free သုံးလို့ရမယ့် app တွေမရှိဘူးလားဆိုတော့လည်းရှိတယ်ပေါ့နော်ဒါပေမဲ့အဲ့နှစ်ခုကနည်းနည်းတော့ရှားတယ်ဒီလိုနေရာကိုပြသပေးနိုင်တယ်လို့ပြောတယ်ရှိတယ်တချို့ကတော့ပြမပေးဘူးသူ့ဘောကိုသုံးမှသူ့ရဲ့ app ကိုသုံးမှအကောင့်ဖွင့်ပေးမယ်ဒီလိုမျိုးတွေလည်းရှိတယ်ပေါ့နော် okay ဒါကတော့ကျွန်တော်ဒုတိယပြောချင်တဲ့အချက်နော်အဲ့တော့ email ကိုလမ်းညွှန်ပြပေးနိုင်မယ်လို့အရင်ရှာပါ
ရှာပြီးတော့မေးမြန်းပြီးကမှဘယ်လိုနေရာမှာအကောင့်ဖွင့်သင့်တယ်ဆိုတာကိုရွေးချယ်ပေါ့နော်ဒါကမိတ်ဆွေတို့အတွက်ပါအဲ့တော့တတိယအချက်ကိုကျွန်တော်တို့သွားကြမယ်မိတ်ဆွေတို့ကစိတ်ကြိုက်ကိုလည်းရွေးချယ်ပြီးပြီအကောင့်လည်းဖွင့်ပြီးတော့ပြီဆိုရင်ငွေလည်းသွင်းပြီးတော့ပြီဆိုရင်ဂိမ်းကိုစတင်ပြီးတော့မကစားဖို့အကြံပေးပါတယ်ပေါ့နော်โอเคဒီမှာဘာလို့အကြံပေးလဲဆိုရင်ဆက်လော်ရီဂိမ်းကြီးအချင်းနဲ့အတီနှစ်မျိုးတည်းထိုးရတဲ့ဂိမ်းဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဒီဂိမ်းကြီးတိမ်မြောင်နဲ့နတ်လွင်မြောင်နဲ့ခတ်ပါတယ်နော်ထိုးတတ်ရင်ရှုံးပါပဲပေါ့လုံးပါလိမ့်အဲ့တော့ကထိုးတတ်အောင်အရင်လေးလာပါနော်1ရက်2ရက်တန်ပြီး3ရက်တန်ပြီးလေးလာပါဖြစ်နိုင်ရင် paper test ကလေးနဲ့ချပြီးတော့လေ့ကျင့်စီခြင်းနဲ့မိမိကပိုင်နိုင်ပြီဆိုကမှထိုးနေကြပါလေအဲ့တော့မိတ်ဆွေတို့ထည့်လိုက်တဲ့ငွေတွေမိတ်ဆွေတို့ရှင်းရတဲ့ငွေတွေမိတ်ဆွေတို့အင်အားတွေမိတ်ဆွေတို့ချွေးတွေနဲ့ရင်းနှီးထားရတဲ့တဲ့တော့ဆုံးရှုံးသွားရင်မကောင်းပါဘူးเนาะဒါမိတ်ဆွေတို့လည်းဆုံးရှုံးမှုတို့ပြောပြတာပါဒါကတတိယအချက်ပါနောက်တစ်ခုကတော့မိတ်ဆွေတနေရာထဲမှာရက်တန့်နေတာမျိုးလုပ်ပါနဲ့ဘာလို့လဲဆိုရင်ဥပမာကျွန်တော်တခုပြောပြမယ်မိတ်ဆွေကဒီ ball run နဲ့ channel တခုပဲမိတ်ပိတ်သိတယ်အဲ့ run နဲ့ channel တခုပဲမှာပဲဒီ ball နဲ့မိတ်ဆွေ run နေတယ်နော်မိတ်ဆွေကဒါယူအားကိုလုံနေတယ် okay channel ရေစင်လေပါ channel တွေလည်းမ join လာဘူးနော်မိတ်ဆွေတို့ပြောပြပြီးကုန်တင်ပြပြီးမှလူတွေလည်းမိတ်ဆွေမ join လာဘူးဆိုရင်ဒီ ball run နေတဲ့ channel ရက်သွားတဲ့အခါကျနော်မိတ်ဆွေကတိုင်ပါတော့လေအဲ့တော့က join တဲ့နေရာတွေကို like join မှာ group တွေကို like join မှာ channel တွေကို like join မှာ set lot တွေနဲ့ပတ်သက်တာတွေအားလုံးကိုမိတ်ဆွေလေ့လာတာပါနော်အားလုံးနဲ့ရင်းနှီးပေါင်းဖက်ပြီးတော့group တွေမှာဘယ်လိုတွေစောင့်နေကြလဲဘယ်လိုတွေပြောကြလဲဆိုတာတွေကိုမိတ်ဆွေကလေ့လာဖို့လိုအပ်တယ်ပေါ့နော်လုံးဝရပ်တန့်ထားလို့မရပါဘူး set lot တွေပြီးအမြဲတမ်းပြောင်းလဲမှုတွေရှိနေတယ် update တွေအမြဲတမ်းလာနေတယ်အဲ့ဒီအပြင်မှာလုံးဝတစ်ရက်နဲ့တစ်ရက်မတူအောင်လို့နော်အချင်းသေးတွေကအလှည့်ပြောင်းနေဖြစ်နေပြီပေါ့နော်ဒါကိုနေ့တိုင်းလေ့လာနေရမယ်အဲ့လေ့လာတဲ့အပြင်မှာမိတ်ဆွေကခုနပြောရလို့ group တွေ channel တွေအပေါင်းအသင်းတွေလောက်ထားရမှာခက်တယ်ပေါ့နော်ဒါကတော့ stock အချက်ပါခုပြောပြမှာကတော့နောက်ဆုံးအချက်ဒါကတော့အရေးကြီးပါတယ်မိတ်ဆွေကိုယ်တိုင်ပါပဲမိတ်ဆွေကိုယ်တိုင်ကသူ့အားကိုမှမတူအောင်လို့ကစားနိုင်တဲ့အထိကိုမိတ်ဆွေလေ့လာဖို့လိုအပ်တယ်ဟက်ကိုလည်းမလို့ဘောလည်းမလို့စင်ပြပြီးတဲ့တူလည်းမလို့ဘသူ့မှမလိုအပ်တဲ့အခြေအနေအထိကိုမိတ်ဆွေကလေ့လာမေဖို့လိုအပ်ဒါကတော့ဘာလို့ပြောချင်တာလဲဆိုရင်သူတို့ရင်းနေပြီပဲလေကစားတော့ကစားပေါ့နော်ဒါပေမဲ့မိတ်ဆွေကိုယ်ပိုင်ထိုးပါကိုယ်တိုင်ထိုးပါကိုယ်တိုင်ထိုးပြီးတော့လေ့လာပါဘာပြီးရင်ဘာလာနိုင်လဲဘာပြီးရင်ဘာချနိုင်လဲဆိုတော့လေ့လာပါလုံးဝ100%လုံးမမှန်နိုင်ရင်တော့ပဲ50%လုံးမှန်ကန်အောင်မိတ်ဆွေလေ့လာပါအဲ့လိုမှမဟုတ်ဆိုရင်မိတ်ဆွေအဆင်မပြေပါဘူးနော်အဲ့တော့50%ထပ်ပို့ဆို80-80%လေ့လာနိုင်ရင်ပိုပြီးကောင်းပါတယ်ဘာလို့လဲဆိုတော့တစ်ချိန်မှာမိတ်ဆွေလည်းမမပြန်ခေါ်ကောင်းခေါ်နိုင်တယ်ဘောနဲ့တွေလိုချင်လာတာမျိုးကော်မရှင်ကနေလိုချင်လာတာမျိုးဒါမျိုးတွေဖြစ်လာနိုင်တယ်ပေါ့နော်ရှုံးလို့ဒီကျွန်တော်စစ်လို့ရှိမှရှုံးနေလို့ဘောနဲ့ကော်မရှင်လို့မြောင်မှအဲ့ဒီကနေပြန်ဖိုးနိုင်ရင်ဆိုတာလေမိတ်ဆွေကိုယ်တိုင်ကလေးလာထားပြီးတော့မိတ်ဆွေကိုယ်တိုင်ပြန်ပြီးရှင်းပြတုံတင်နိုင်မှမိတ်ဆွေလည်းမှန်ပါရမှာဖြစ်တဲ့အတွက်ကိုယ်တိုင်သိအောင်လုပ်ဖို့ကိုယ်တိုင်ထိုးတတ်အောင်လေ့ကျင့်ဖို့လည်းတိကမဖြစ်မနေလိုအပ်တဲ့အချက်ဖြစ်တယ်ပေါ့နော်ဒါမှလည်းတင်ချာပြန်လေးရှင်းပြပေးနိုင်မှာဖြစ်တယ်ပေါ့နော်โอเคခုတော့ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိနားထောင်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်